ဒီအောင်ပွဲဟာခွန်အားကြောင့်မွေးဖွားလာတာမဟုတ်ပါဘူး။အန်ဒီရဲ့ကြောင့်ဖြစ်ပေါ်လာတာပါ။ BC 480မှာဂရီပါရှင်စစ်ပွဲတွေအတွင်းဂရီရေတပ်ဟာဆာလာမီကျွန်းအနီးမှာဇာဇက်စတစ်ရဲ့အင်အားကြီးမတဲ့ရေတပ်ကြီးကိုရင်ဆိုင်ခဲ့ရပါတယ်။အေးတင်မျိုးဟာပျက်စီးယိုယွင်းနေခဲ့ပါတယ်။ဒါကြောင့်လေရှုံးနိမ့်မှုဟာမလွဲမသွေချစ်လာတော့မှာဒီရဲရင့်တဲ့ဆုံးဖြတ်ချက်ကိုသီမီစတိုကလစ်ချောက်ခဲ့ပါတယ်။သူဟာပါရှန်ရေတပ်ကိုကြီးမြောင်းတဲ့ရေလက်ကြားတဲကိုဆွဲခေါ်သွားပြီးအရွယ်အစားနဲ့အရေအတွက်ကအခက်အခဲအသားအဆီးတွေဖြစ်လာခဲ့ပါတယ်။ရေချောင်းကြီးမြောင်းမှုကြောင့်ပိုကြီးတဲ့သင်းဘောတွေရဲ့လှုပ်ရှားနိုင်စွမ်းကိုကန့်သက်ပြနိုင်ခဲ့ပါတယ်။ဂရီရေတပ်သုံးသင်းဘောတွေဟာဒီကန့်သက်ချက်ကိုအခွင့်ကောက်ယူခဲ့ပါတယ်။မြန်နှုံးနဲ့တိုင်းမီဖို့တိဆောက်ထားတဲ့အတွက်ပါရှန်တွေမဖြေရှင်းနိုင်တဲ့ထောင်တွေကနေတိုက်ခိုက်ခဲ့ကြပါတယ်။ပါရှန်ဘီယင်စာဇက်ဟာကန်ယိုဒမ်ကပလင်ဘော်ကနေတိုက်ပွဲဖြစ်ပွားတာကိုစောင့်ကြည့်ပြီးအောင်ပွဲကိုတေချာပေါက်မျှော်လင့်ခဲ့ပေမဲ့မထင်မှတ်ပဲပြိုလဲမှုကိုမြင်တွေ့ခဲ့ရပါတယ်။သမိုင်းပညာရှင်တွေဟာရက်ဆွဲနေရနဲ့ရလက်ကိုမှန်ကန်ကြောင်းသဘောတူညီခဲ့ကြပါတယ်။ဒီဖြစ်ရမှာဂရီဟာစစ်ရှုံးရင်တခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်ဖို့ဘလောက်နီးကပ်တယ်လဲဆိုတာကိုသူတို့ငင်းခုန်ကြပါတယ်။ကျင်းမြောင်းတဲ့ရေလမ်းကြောင်းကအရာအလုံးကိုမဆုံးဖြတ်ခင်မှာဂရီလွတ်လပ်ရေးရဲ့ရှင်သန်မှုဟာဘလောက်ထိပျက်စီးလွယ်ခဲ့လဲဆိုတာကတော့မဖြေရှင်းနိုင်သေးပါဘူး။ဒါပေမဲ့လည်းဒီအောင်ပွဲကြောင့်ဂရီဟာဆက်လက်တည်တံ့ခဲ့တာတော့အမှန်ပါပဲ။